လူလေးတို့ဘယ်သွားကြလို့လဲဟုတ်ဆောင်ငါးနေနေနဲ့မှာအဲ့ဖုန်ကြီးเจ้าကလည်းပေါ့နော်ဖုန်ကြီးเจ้าကလည်းဟိုဘယ်လိုခေါ်မလဲအရန်အောင်မှာကျွာဖုန်ကြီးเจ้าလေးဆိုတော့အရန်အောင်မှာဟိုဘယ်လိုခေါ်မလဲတိုက်တာတွေပါရှိသေးတယ်အဲ့လိုမျိုးဖုန်ကြီးเจ้าမျိုးတော့မဟုတ်ဘူးအဲ့လိုပေါ့ခြံကွက်ကြီးရဲ့ခြံကွက်ကြီးအကျယ်ကြီးမှာကျောင်းနိုင်ဖုန်ကြီးထိုင်ကျောင်းနိုင်ဖုန်ကြီးအဲ့လိုရှိရဲ့ကျောင်းရတဲ့ကျောင်းပြောမှာဟိုဟွာလေးတွေပေါ့နော်ကျောင်းသေးသေးလေးတွေအဲ့လိုမျိုးလေးတွေရှိအဲ့ဒီဘက်ဘေးရပေါ့နော်အနောက်အဲ့ဒီဘက်အချမ်းအဲ့ချီရင်ဘက်အချမ်းပေါ့နော်ခေါင်းရင်းအဲ့လိုပါချီရင်ဘက်အချမ်းအဲ့လေကွက်ပုံစံမျိုးရှိတယ်ကွာအဲ့လေကွက်ပုံစံမျိုးအပင်ကြီးတွေကစိုက်ထားတာအကြီးကြီးစိုက်ပျိုးရင်းချန်ကြီးရှိတယ်အဲ့နေရာကြီးမှာသူတို့တငယ်ချင်းယောက်ကဘာသွားတွေ့လဲဆိုတော့ဘယ်လိုခေါ်မလဲအဲ့ဖုန်ကြီးချောင်းဝင်းထဲမှာတွေ့ရနော်ဟိုခေါင်းကြီးကပြက်တဲ့သူကပြက်ခေါင်းပြက်ပြီးပိုကြီးပဲရှိတဲ့သူကရှိရဲ့အဲ့လိုမျိုးအဲ့လိုဘယ်လိုခေါ်မလဲလုံးဝမှအဋိဌယုံတွေ့တာအဲ့လိုမျိုးလက်တွေမပါတဲ့သူတွေခြေောက်တွေမပါတဲ့သူတွေအဲ့လိုသိပြီးသားလူတွေတွေ့ရလုံးဝကိုဖြူစွတ်ပြီးတော့လုံးဝဖြူစွတ်ပြီးလုံးဝဘယ်လိုခေါ်မလဲသိပြီးသားမတာပုံစံမျိုးကြီးကွာအဲ့လိုမျိုးသွေးမရှိရဲ့မတာပုံစံမျိုးကြီးပဲသူကတွေ့ရတွေ့တော့အဲ့လိုမျိုးကသူတို့ရဲ့တရေမြင်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့လိုမျိုးဖြစ်သွားတာအနံ့တခြားနဲ့ဆိုတော့အဲ့လိုမျိုးဖြစ်သွားပြီးတော့သူတို့ရတယောက်ကမင်းတွေ့လားမင်းမြင်လားဆိုတော့တယောက်ကလည်းမြင်နေမရတော့ငါတို့ဒီမှာနေလို့လည်းမရတော့ဘူးဒါပေမဲ့သွားမှရတော့မယ်ဒီကုန်းเจ้าကလည်းတစ်ခုပဲဆိုပြီးတော့သူတို့တွေကနေပြီးတော့အဲ့ဟွာပေါ့နော်အဲ့စပိန်ုံယူပြီးတော့သူတငယ်ချင်းကနေနဲ့အဲ့ဒီအကူကအနောက်ကနေလိုက်တယ်ပြီးတော့သူတို့ရသူ့အိမ်ကိုတနက်မှန်နဲ့ပြန်ကြတယ်ပြန်တော့အိမ်နဲ့ရောက်လဲရောက်ပေါ့အိမ်ရောက်သွားတယ်အိမ်ရောက်သွားလဲသွားတော့သူ့အမေကအဲ့ဒီဟိုပါပေါ့နော်တငယ်ချင်းအိမ်ကိုတခါခောက်တယ်တခါခောက်ပြီးတော့တငယ်ချင်းနေဘူးပေါ့နော်ငယ်ချင်းကအမေထားပါအောင်ဆိုပြီးတော့တခါဖွင့်ခိုင်းတယ်တဲ့ဖွင့်ခိုင်းတော့တငယ်ချင်းနေရာလည်းတခါဖွင့်ပြီးတော့ထွက်လာပြီးတော့ခြံဝကိုလှမ်းကြည့်လိုက်တယ်ခြံဝကိုလှမ်းကြည့်ပြီးတော့သူတို့ရလည်းမော်ကြီးပန်းကြီးမျက်နှာရဖြူစွတ်ပြီးတော့ဒီကိုယ်လုံးတုံကြီးနဲ့ဟိုစပိန်နောင်မှာပဲမရက်နိုင်စပိန်ကိုဘုံဝင်နေပြချပြီးအိမ်မော်ကိုပြေးတတ်ကြသူ့အမေကတခါပြပိတ်ရင်းနဲ့လှမ်းပြီးတော့ကြည့်လိုက်တာပေါ့နော်အိမ်ရှိကိုလှမ်းကြည့်လိုက်တာလှမ်းလဲကြည့်လိုက်တော့ပြီးလှမ်းကြည့်ပြီးတော့မှသူ့သားကိုပြန်ပြီးတားကိုမသိလာကြတာလေဘာမြင်နေခဲ့ကြတာလေအဲ့လိုမျိုးမေးလဲမျိုးသူသားမေးဒီလိုတောင်းမဲဆိုရင်သူငဲရပြန်လဲတွေ့ရလိုက်တော့အမေလည်းတွေ့တယ်သားတို့နောက်မှာအဖိုးကြောက်ပါလာတယ်အခုလောလောဆယ်တော့ခြံရှိမှသူရက်နေပြီးတယ်အဲ့လိုမျိုးပြောပြီးတော့သူကနေပြီးအဲ့သူ့အများနေပြီးတော့ချက်ချင်းပဲအမွှေးတိုင်းနေပါရေးဖောင်းနိုင်နေပါရေးယူအမွှေးတိုင်းနေပါရေးယူပြီးတော့ခြံရှိရပါတော့ခြံအဲ့ဒီခြံ0နားမှာသွားပြီးတော့အမွှေးတိုင်းရဲ့ဖျောင်းနိုင်ရဲ့သွားထုံးပြီးတော့မှကလေးတွေပေါ့နော်ကလေးတွေကိုမချောက်ပါနဲ့ကလေးတွေပဲရှိပါသေးတယ်ပေါ့နော်မချောက်ပါနဲ့တောင်းပန်ပါတယ်ပေါ့နောက်နေ့ကြလို့ရှိရင်အလူတန်းလာလုပ်ပေးပါမယ်ပေါ့တွေ့ရညမှာအလူတန်းလာလုပ်ပေးပါမယ်ရေစက်ကြအမျှလာဝေပေးပါမယ်ပေါ့ကလေးတွေကိုမချောက်ပါနဲ့တော့ပေါ့ဆိုတော့တောင်းပန်ပြီးတော့သူ့အမေကနေပြီးတော့ခြံစည်းကိုပိတ်ပြီးတော့အိမ်ပေါ်တက်လာတယ်အိမ်ပေါ်တက်လာပြီးတော့မှပေါ့နော်သူ့အမေကိုပြောပြတယ်အဲ့မှာသူတို့လမ်းမှာဖုန်းကြီးကြောင်းတွေ့ခဲ့တယ်အဲ့ဖုန်းကြီးကြောင်းအဲ့ဒီအချိန်မှာသူ့အမေကနေပြီးတော့အဲ့ဖုန်းကြီးကြောင်းပါပေါ့နော်ဘယ်အကြောင်းနိုင်ဖုန်းကြီးမှမထိုင်တော့ဘူးပြီးတော့ဘယ်ကိုရင်းမှလည်းမရှိတော့သားတို့ဘယ်အကြောင်းကိုသွားပြီးတော့တွေ့ခဲ့ရတယ်ဘာဖြစ်လို့အဲ့အကြောင်းကြီးကမင်းနေရတာလဲအဲ့လိုမျိုးပေါ့နော်သူတို့ရအဲ့လိုမျိုးသူ့အမေကပြောပြသူ့အမေကပြောပြမှသူတို့ပို့ပြီးတော့မှသူတို့မြင်ခဲ့တာဘာတွေလဲပေါ့နော်ဖုန်းကြောင်းကြီးကလည်းကြောင်းပြက်ကြီးထားမှသူတို့မျက်လုံးလေးမှာအကောင်မျိုးပဲသူတို့မြင်ပြီးတော့မှဝင်ပြီးတော့သူတို့နားကြတာဟုတ်ဒါပေမဲ့အဲ့ထဲထဲမှာတွေ့ခဲ့တဲ့ဟာတွေကလူမဟုတ်တာတော့သိရဲ့ဒါပေမဲ့အဲ့ဖုန်းကြီးကြောင်းကဘာဖြစ်လို့ပေါ့နော်သူတို့မျက်စိကိုလှည့်စားလိုက်ရတာလေအဲ့လိုပေါ့သူတို့ရဲ့အဲ့လိုမျိုးကြုံတွေ့ပြီးတော့နောက်နေ့လဲကြာရောဟိုကနေပြီးတော့အဲ့သူတို့ရဲ့မြို့သူတို့နေရပါတော့ရွာဦးကျောင်းကိုခေါ်ရတယ်ကလေးကိုခေါ်သွားပြီးတော့အကူကလည်းပြောဖို့မေးခဲ့အကူကလည်းအိမ်ကြီးအိမ်မပြန်ရဲတော့ဘူးအဲ့အိမ်မှာပဲအိတ်လိုက်ရတယ်အဲ့အိမ်မှာပဲအိတ်လိုက်ရတယ်အိတ်လိုက်ရပြီးတော့မှမနက်မိုးလင်းစော6နာရီလောက်ဆိုတာနဲ့ထပြီးတော့အိမ်ရွာဦးကျောင်းကဖုန်းကြီးကိုခမင်းသုံးနေပါရီသွားကတ်တယ်သုံးနေပါရီသွားကတ်ပြီးတော့သူတို့ရေအဲ့လိုပေါ့အမျှတွေပါရေသူတို့ရေဟိုဖြစ်တယ်ယူပြီးတော့ပေါ့နော်ပြီးလာပြီးတော့သူတငယ်ချင်းအဲ့အကိုပေါ့နော်တငယ်ချင်းကနေတော့ပြန်လိုက်ပို့ရဲ့တဲ့အချိန်မှာအဲ့အမေလည်းပါလာတယ်ပေါ့တငယ်ချင်းအမေလည်းပါလာတယ်ပါလာပြီးတော့သူတို့အဲ့အဖွားကိုတွေ့ခဲ့နေရအောင်ရောက်တော့အဲ့အဖွားအတွက်ပေါ့နော်သူတို့ရေအစားအသောက်တွေဘာတွေရယ်ပြောလို့ရှိရင်အဲ့ဒီအမွှေးတိုင်းရေပေါ့နော်ထုံးပြီးတော့အဖွားအတွက်ဆိုပြီးတော့သူတို့ရေအဲ့လိုဘယ်လိုခေါ်မလဲတောင်းပန်တဲ့အနေနဲ့လာပြီးတော့ကျွေးတာပါဆိုပြီးတော့သူရေပြောရဲပြီးတော့ဟိုဘယ်လိုခေါ်မလဲရေစက်ချပြီးတော့အမျှတွေပါလေသူပေးလိုက်တယ်ဒါပေမဲ့အဖွားတော့ရလားမရလားတော့မသိဘူးเนาะသူတို့လည်းသူတို့လုပ်တဲ့သူတို့လုပ်ပေးလိုက်တယ်
ပြီးလဲပြီးတော့တကယ်ကြအိမ်ကိုပြန်အကူကအိမ်ကိုပြန်သွားတယ်ပေါ့နော်အိမ်ရောက်သွားတယ်အိမ်ရောက်သွားတော့လည်းသူ့အမျိုးကိုအမျိုးเจ้าကြီးပြောပြတော့သူ့အမေကလည်းညာလုံးပေါ့နော်သူတို့လည်းပြန်မလာလို့ပြန်မလာလို့စောင့်နေကြတာပေါ့နော်တိတ်ပူနေကြတာပေါ့ဒါပေမဲ့ဒီလိုအကြောင်းအရာတွေတွေ့ခဲ့ရတယ်လို့တော့သူတို့လည်းမသိဘူးပေါ့ကွာအဲ့အကြောင်းမျိုးတကယ်ချင်းလို့လည်းညာဘက်တွေပါလေအပြင်တွေပါလေဖောက်ခဲ့ရတယ်ဆိုလို့ရှိရင်အဲ့လိုဒီဆုံးကြောက်တွေ့ရဆိုလို့ရှိရင်ဘာမှပြန်ပြီးတော့သွားပြီးသူတို့အာယုံလည်းမဆိုင်ပါနဲ့မမြင်ချင်အောင်ဆောင်ရွက်တာကြော်သွားလိုက်တာညမို့ဆိုလို့ရှိရင်သူတို့ကတကယ်ချင်းလို့နောက်ကိုလိုက်လာတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဒီလိုပဲစိတ်ဝင်စားစရာအကြောင်းအရာလေးတွေထိတ်လန့်စရာအကြောင်းအရာလေးတွေကိုအားဆင်ခြင်ပေးရဆိုလို့ရှိရင်ဘေးနာအပေါင်းလေးကိုနှိပ်ပြီးအသေးလေးနဲ့ကူညီပေးခဲ့ပါအောင်